ဘုရားမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့အာနာပါနတတိဘာဝနာနဲ့ပတ်သက်လာတဲ့သုတ်တန်တွေတော်တော်များများရှိတယ်ထင်တယ်ဒီသုတ်တန်မှာအတော်လေးပြည့်ပြည့်စုံစုံမြတ်စွာဘုရားကဟောထားလို့အာနာပါနတတိသုံးလို့ဆိုပြီးမစ္စည်းမနိကေဥပရိပန္နတပါဠိတော်မှာပါရှိတဲ့ဒီသုတ်တန်ကိုအခြေခံပြီးတော့ဘုန်းကြီးတို့ဟောမှာအဲ့တော့အာနာပါနတတိသုတ်ဆိုတဲ့နာမည်နဲ့ဟောထားတာတန်ယုတ်တနိကေမှာလည်းပဲအာနာပါနတတိတန်ယုတ်ဆိုပြီးတော့အာနာပါနတတိဘာဝနာနဲ့ပတ်သက်တဲ့သုတ်တန်တွေတော်တော်များများရှိတယ်ပေါ့အဲ့ဒီထဲမှာထူးခြားပြီးတော့ပြည့်ပြည့်စုံတဲ့အာနာပါနတတိအာထုတ်ပုံအာထုတ်နည်းကိုဒီသုတ်တန်မှာမြတ်စွာဘုရားရှင်းလင်းဟောကြားထားတာဖြစ်တော့အဓိပ္ပာယ်အဖြစ်တော့အခြားသုတ်တန်တွေလည်းပဲဒီအာနာပါနတတိသုတ်တန်တွေထဲမှာအကျုံးဝင်သွားမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီတသုတ်ကိုကြာကြာနာနာနာထားလို့ရှိရင်အာနာပါနတတိသုတ်နဲ့ပတ်သက်တဲ့ဒီကျင့်စဉ်တွေအာနာပါနတတိဘာဝနာနဲ့ပတ်သက်တဲ့ကျင့်စဉ်တွေဟာအတော်ကလေးပြည့်ပြည့်စုံစုံသိရမှာလို့ဒီလိုမျှော်လင့်ထားတာဖြစ်ပါတယ်အဲ့တော့ဒီအာနာပါနတတိသုတ်ဆိုတာမစ္စည်းမနိကေမှာလာတာမို့ဒီသုတ်တံမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီအာနာပါနတတိဘာဝနာကိုမဟောကြားမီရှေ့ပိုင်းမှာဒီသုတ်တံကိုဖော်ပြထားတဲ့အချက်တွေဟာလည်းဓမ္မစိတ်ဝင်စားစရာကောင်းတယ်လို့ပြောအာနာပါနတတိဘာဝနာလို့ဆိုတာတော့ဘုရားမြတ်စွာရဲ့သာသနာတော်မှာအင်မတန်မှထင်ရှားတဲ့သမထနဲ့လည်းသက်ဆိုင်တယ်ဝိပဿနာနဲ့လည်းသက်ဆိုင်တဲ့ကမ္မထန်တစ်ခုပဲတကယ်ကိုထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်တွေမှပေါက်ရောက်အောင်မြင်အောင်လုပ်နိုင်တဲ့ကမ္မထန်နည်းစနစ်တစ်ခုပဲဆိုရမယ်ဆိုရင်ဘုရားအလောင်းတော်ဟာဒီအာနာပါနတတိကမ္မထန်ကိုအထုတ်ပြီးတော့ဘုရားဖြစ်သူရောက်သွားတာကမ္မထန်40တဲ့ကဘာကမ္မထန်နဲ့ပွားပြီးတော့ဘုရားဖြစ်တယ်လဲဆိုရင်ဒီအာနာပါနတတိကမ္မထန်ပွားတယ်လို့ပဲဒီလိုပြောအဲ့ဒါကြောင့်မလို့ဒီကမ္မထန်ဟာလူချိုက်များပြီးတော့ခေတ်စားနေပြီမဲ့လို့တာမန်ပုဂ္ဂိုလ်တွေအောင်မြင်နိုင်တဲ့အနေအထားတော့မရှိဘူးလို့ဒီလိုဆိုရမှာပါကြိုးစားအထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်မြောက်များစွာအကျိုးရှိတာတော့သိကြတယ်ပေါ့အတော်ကြိုးစားရမယ်ဒီကျင့်စဉ်တစ်ခုပဲပေါ့သို့တော့ကမ္မထအာယုံကိုရှေ့ရှေ့ဝေးဝေးလိုက်လံရှာဖွေเสียမလို့ပဲနဲ့ထွက်လေဝင်လေကိုအခြေပြုတဲ့တတိတွေတမာတိတွေကောင်းလာတဲ့အခါမှာအဆင့်ဆင့်ဝိပဿနာပညာရတ်တွေတိုးတက်ပွားများလာပြီးတော့နောက်ဆုံးမှာမေဖို့နိဗ္ဗာန်ဆိုတာကိုတွေ့ရှိသွားနိုင်တဲ့ဒီကမ္မထန်နည်းစနစ်တစ်ခုပဲဒီကနေ့ခေတ်မှာအာနာပါနကိုလူချိုက်များနေတာဘာဖြစ်လို့လို့ဆိုလူချိုက်များနေခြင်းရဲ့အကြောင်းကိုတခြားအကြောင်းတွေလည်းရှိကောင်းရှိမှာပေါ့လူချိုက်များခြင်းအကြောင်းကတော့အာနာပါနဟာကျမ်းမာရေးအတွက်လည်းအကျိုးပြုတယ်အသက်ကိုမှန်မှန်ရှုသွင်းရှုထုတ်လုပ်ခြင်းဖြင့်လည်းကျမ်းမာရေးအတွက်အထောက်အကူပြုမယ်နောက်တစ်ဖက်ကလည်းပဲမြတ်စွာဘုရားဟောကြားထားတဲ့ကျင့်စဉ်တွေကိုလည်းပဲဒီအာနာပါနတတိကနေခြုံမိငုံမိသွားတယ်အာနာပါနတတိဘာဝနာကိုပွားများအထုတ်ခြင်းဖြင့်တတိပဋ္ဌာန်၄ပါးကိုလည်းပွားများအထုတ်ပြီးသားဖြစ်တယ်တမ္ပပဋ္ဌာန်တရား၄ပါးအဋ္ဌိပတ်၄ပါးအိန္ဒြေဘိုလ်ဘုဇင်မက္ခင်ဆိုတာတွေလည်းပွားများအထုတ်ပြီးသားဖြစ်သွားတယ်တတိပဋ္ဌာန်ပွားလိုက်တာနဲ့ဘုဇင်9ပါးနဲ့ပွားပြီးသားဖြစ်သွားတယ်ဘုဇင်9ပါးပွားလိုက်တာနဲ့မက်ဖို့နိဗ္ဗာန်လို့ဆိုတဲ့ဝိဇ္ဇာနဲ့ဝိမု ക്തി မက်နဲ့ဖို့လို့ဆိုတဲ့ဝိဇ္ဇာနဲ့ဝိမု ക്തി ဒီတရားထုတရားမြတ်နှစ်ခုကိုလည်းဆိုက်ရောက်ပြီးတော့မျက်မှောက်ပြုနိုင်တယ်လို့ဆိုတာအာနာပါနတတိကမ္မထံရဲ့အကျိုးကျေးဇူးတွေကိုတော့မြတ်စွာဘုရားဟောထားတာရှိတယ်
တခြားကမ္မထာတွေမှာလည်းဆိုင်ရာဆိုင်ရာအကျိုးကျေးဇူးတွေမရှိဘူးမဟုတ်ရှိတယ်အလုံးမှာလည်းအကျိုးကျေးဇူးတွေရှိကြတာကြသို့တော်ဒီကမ္မထာဟာလူခန္ဓာကိုယ်မှာလူတွေမှာ24နာရီအသက်ရှူသွင်းရှူထုတ်လုံးနေကြတာဖြစ်နေတော့ကိုယ်နဲ့နီးလျက်တန်းနဲ့တတိမထားမိတဲ့အာယုံလည်းဖြစ်တယ်ပေါ့နော်လူတိုင်းဟာ24နာရီအသက်ရှူရပ်သွားတယ်လို့မရှိဘူးရပ်သွားရင်လည်းသိမှာပဲပေါ့ရပ်သွားတာမရှိပဲနဲ့24နာရီအသက်ရှူသွင်းနေတယ်ရှိုက်ထုတ်နေတယ်ဆိုတာကိုတတိထားမိတာအမှန်မှနည်းပါကာယနဲ့ဆက်ဆက်ပြီးတော့သက်ရှူခြင်းရှိုက်ထုတ်ခြင်းလို့ဆိုတဲ့ဒီထွက်လေဝင်လေမိမိတို့ရဲ့နာသီးပြားအသက်ရှင်မှုအတွက်လေအပြောင်းလဲလုတ်ပေးနေတဲ့အပေါ်မှာအကျိုးမြတ်တစ်ခုအကျိုးမြတ်ဆိုတာတတိတွေတမာရီတွေဝီရိယတွေပညာတွေတိုးတက်လာအောင်ဆိုတဲ့ကျင့်ဆန်တဲ့ကျင့်ဆောင်ရမယ့်ဤစနစ်တွေဒီကမ္မထမ်းမှာရှင်းရှင်းလင်းလင်းဟောကြားထားတာဆိုတော့အလွန်လဲစိတ်ဝင်စားစရာကောင်းတယ်အလွန်လဲထင်ရှားတယ်လို့ပြောအောင်